အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ရှင်ယောဟန်ခရစ်ဝင်ကျမ်းကိုတစ်ဖန်ကြည့်လိုက်ရအောင်ယေရှုဒီကိုယ်တိုင်ဗိသိက်ဆံကိုပေးတော်မူမူတပည့်တော်တို့တာလင်ပေးတော်မူတော်လေယေရှုဒီယောဟန်ထက်သား၍များသောသူတို့ကိုတပည့်တော်ဖြစ်စေ၍ဗိသိက်ဆံကိုပေးကြောင်းကိုဖာရရှဲတို့သည်ကြားပြီးဟုသခင်ဘုရားသိတော်မူသောအခါယူဒပြည်မှထွက်သွား၍ဂါလဲပြည်သို့တဖန်ကြွတော်မူစဉ်တွင်ရှမာရိပြည်အလယ်၌ရှောက်သွားရ၏ယာကုပ်သည်မိမိသားယောသအားပေးသောမြေအကွက်နှင့်အနီးရှမာရိနယ်ရှုခါအမည်ရှိသောမြို့သို့ရောက်တော်မူ၏ထိုအရက်၌ယာကုပ်၏ရေတွင်ရှိယေရှုသည်ခရီးသွား၍ပင်ပန်းသောကြောင့်ရေတွင်နားမှထိုင်တော်မူ၏ထိုအချိန်သည်6နာရီအချိန်ဖြစ်၏ရှမာရိမိန်းမတယောက်သည်ရေခတ်ခြင်းငါလာ၍ယေရှုကငါတောက်ဖို့ရေပေးပါဟုထိုမိန်းမအားမိန်တော်မူ၏အကြောင်းမူကားတပည့်တော်တို့သည်စားစရာကိုဝေချင်းကမြို့ထဲသို့သွားကြသည့်အခိုက်ဖြစ်သည်ထိုမိန်းမကလည်းတင်းသည်ယူဒလိုဖြစ်လက်ပေရှမာရိမိန်းမဖြစ်သောအကျွန်ုပ်ကိုအဘယ်ကြောင့်တောက်ဖို့တောင်းသည်ဟုဆို၏ဆိုသည့်အကြောင်းကယူဒလိုတို့သည်ရှမာရိလိုတို့နှင့်ပေါင်းဖော်ခြင်းမရှိယေရှုကလည်းဘုရားသခင်ကျေးဇူးတော်ကို၎င်းငါတောက်ဖို့ရေပေးပါဟုဆိုတော်သူကအဘယ်သူဖြစ်သည်ကို၎င်းတင်းဒီတိလင်ထိုးသူကိုတောင်းလိုက်မည်ထိုးသူသည်လည်းအသက်ရေကိုပေးလိုက်မည်ဟုပြန်၍မိန်တော်မူသောမိမကသခင်ဤရေခတ်เสียမရှိရေသွင်းလည်းနတ်တီဖြစ်၍အသက်ရေကိုအဘယ်သို့ရပါလိမ့်မည်နည်းဤရေသွင်းကိုငါတို့အဘယာကုပ်သည်ငါတို့အားပေး၏သူ့ကိုယ်တိုင်မှဆာ၍တာသမီတရိษံများတို့၌ဤရေသွင်းကိုတောက်ကြပြီးသခင်သည်ထိုသူထက်ကြီးမြတ်သလိုဟုဆို၏ယေရှုကလည်းဤရေကိုတောက်တော်သူသည်နောက်တစ်ဖန်ရေငတ်အောင်မည်ငါပေးသောရေကိုတောက်တော်သူမူကားရေငတ်ခြင်းနှင့်အစဉ်မပြတ်ကင်းလွတ်လိမ့်မည်ငါပေးသောရေသည်ထိုသူ၌ထောင်ရအသက်ရှင်ခြင်းအလိုငါထွက်တော်စမ်းရည်ဖြစ်လိမ့်မည်ဟုမိန့်တော်မူ၏မိမကလည်းသခင်အကျွန်ုပ်သည်ရေငတ်ခြင်းနှင့်၎င်းဒီကိုလာ၍ရေခတ်ခြင်းနှင့်၎င်းကင်းလွတ်မည်အကြောင်းထိုရေကိုပေးပါဟုတောင်းလေယေရှုကတွားလောတင်ဤလင်ကိုခေါ်၍ဒီကိုလာအောင်လောဟုမိန့်တော်မူ၏မိမကလည်းအကျွန်ုပ်၌လင်မရှိဟုဆိုလျှင်ယေရှုကလင်မရှိဟုဟူသောစကားသည်မှန်၏အကြောင်းမူကားတင်၌လင်9ယောက်ရှိဖူးပြီးယခုတင်နှင့်နေသောသူသည်တင်ဤလင်မဟုတ်ဤအရာ၌တင်ဒီမှန်သောစကားကိုပြောပြီးဟုမိန့်တော်မူ၏ထိုမိန်းမကလည်းသခင်ကိုယ်တော်သည်ပရောဖက်ဖြစ်သည်ကိုအကျွန်ုပ်ရင်းမိပါ၏အကျွန်ုပ်ဘိုးဘေးများသည်ဤတောင်ပေါ်၌ကိုးကွယ်လက်ရှိကြ၏ယေရုရှလင်မြို့၌ဒါကိုးကွယ်ရမည်ဟုတင်တို့သည်ဆိုတတ်ကြ၏ဟုလျှောက်လျင်ယေရှုကအချင်းမိန်းမငါစကားကိုယုံလောဤတောင်တို့မလားယေရုရှလင်မြို့သို့မသွားဘဲခမဲတော်ကိုကိုးကွယ်ရမည်အချိန်ကာလရောက်ဆဲရှိ၏တင်တို့သည်ကိုမသိသောအရာကိုကိုးကွယ်ကြ၏ငါတို့သည်ကိုသိသောအရာကိုကိုးကွယ်ကြ၏အကြောင်းမူကားယူဒလူတို့၌ကေတင်ချင်းအကြောင်းရှိကိုးကွယ်သောသူမန္တများတို့သည်ခမဲတော်ကိုနာဝိညာဉ်နှင့်၎င်းတစ္ဆာနှင့်၎င်းကိုးကွယ်ရမည်အချိန်ကာလသည်လာ၍ယခုပင်ရောက်လက်ရှိအကြောင်းမူကားထိုတို့ကိုးကွယ်သောသူတို့ကိုခမဲတော်သည်အလိုတော်ရှိတော်မူ၏ဖျားသခင်သည်နာဝိညာဉ်ဖြစ်တော်မူ၏ဖျားသခင်ကိုကိုးကွယ်သောသူတို့သည်နာဝိညာဉ်နှင့်၎င်းတစ္ဆာနှင့်၎င်းကိုးကွယ်ရမည်ဟုမိန့်တော်မူ၏မိန်းမကလည်းရေမရှိကြွလာမင်းရှိကြွလာတော်မူသည်ဟုအကျွန်ုပ်သိပါ၏ရောက်တော်မူသောအခါအကျွန်ုပ်တို့အားအလုံးစုံတို့ကိုဖော်ပြတော်မူမည်ဟုပြန်လျှောက်ပြန်၏မင်းရှိအနက်ကခရစ်တော်ဟုဆိုလိုသည်ယေရှုကလည်းသင်နှင့်စကားပြောတော်သူငါသည်မေရှိပင်ဖြစ်သည်ဟုမိန့်တော်မူ၏ရှမာရိမိန်းမကအကျွန်ုပ်ပြုဖူးသည်များသောအမှုအရာတို့ကိုသူသည်ထုတ်ဖော်ပြီးဟုတတ်တယ်ခံသောစကားကြောင့်ထိုမြို့၌နေသောရှမာရိလူအများတို့သည်ယေရှုကိုယုံကြည်ကြ၏ထို့ကြောင့်ရှမာရိလူတို့သည်အထံတော်သို့ရောက်လျှင်မိမိတို့အရင်၌နေတော်မူမည်အကြောင်းတောင်းပန်ကြ၏ထိုအရင်၌နရက်နေတော်မူ၏အခြားသောသူအများတို့သည်နှုတ်ကပတ်တော်စကားတော်ကြောင့်ယုံကြည်ကြ၏ထိုမိမအားယခုဖြစ်လေငါတို့သည်တင်ဤစကားကြောင့်သာယုံကြည်သည်မဟုတ်စကားတော်ကိုကိုယ်တိုင်ကြားနာရ၍ဤသူသည်လောကီသားတို့ကိုကယ်တင်တော်မူသောသခင်သည်ဟူသောခရစ်တော်အမှန်စင်စစ်ဖြစ်တော်မူကြောင်းကိုသိသည်ဟုဆိုကြ၏နရက်လွန်ပြီးလျှင်ထိုအရက်မှထွက်၍
နာဇရက်မြို့သို့ရှောက်လက်ဂါလလဲပြည်သို့ကြွတော်မူ၏အကြောင်းမူကားပရောဖက်သည်မိမိနေရင်းပြည်၌အတရေမရှိဟုယေရှုသည်ကိုယ်တိုင်တသက်ခံတော်မူ၏ဂါလလဲပြည်သို့ရောက်တော်မူသောအခါဂါလလဲလူတို့သည်ကိုယ်တော်ကိုလက်ခံကြ၏အကြောင်းမူကားထိုသူတို့သည်ယေရုရှလင်မြို့၌ခံတော်ပွဲသို့တွားတတ်သဖြင့်ထိုပွဲအတွင်းတွင်ပြုတော်မူသည်များတို့ကိုမြင်ခဲ့ကြ၏ရေကိုစပြည့်ရဖြစ်စေသောအရက်ဂါလလဲပြည်ကာနာမြို့သို့တဖန်ကြွတော်မူ၏ကပေရနောင်မြို့၌အမတ်တယောက်၏သားသည်အနာရောဂါဆက်လက်ရှိယေရှုသည်ယူဒပြည်မှဂါလလဲပြည်သို့ရောက်တော်မူသည်ကိုထိုအမတ်သည်ကြားလျင်အထံတော်သို့တွား၍တေခါနီးဖြစ်သောမိမိသားစီသို့ကြွ၍အနာရောဂါကိုငြိမ့်စေတော်မူမည်အကြောင်းတောင်းပန်လေ၏ယေရှုကလည်းသင်တို့သည်နမိတ်လက္ခဏာနှင့်အံ့ဖွယ်သောအမှုတို့ကိုမမြင်ရလေယုံကြည်ခြင်းမရှိကြဟုမိန့်တော်မူသောသခင်အကျွန်ုပ်သားမသေးမီကြွတော်မူပါဟုအမတ်လျှောက်ပြန်၏ယေရှုကလည်းတွားလောသင်၏သားသည်အသက်ချမ်းသာရပြီဟုမိန့်တော်မူ၏ထိုအမတ်သည်ယေရှုမိန့်တော်မူသောစကားကိုယုံ၍တွားလေ၏လမ်း၌တွားစဉ်တွင်မိမိငယ်သားတို့သည်ခရီးဦးကြိုလာ၍ကိုတော်ဤသားသည်အသက်ချမ်းသာရပါပြီဟုကြားလျှောက်ကြ၏အပေအချိန်၌သက်တာချင်းတို့ရောက်သည်ဟုမေးလေမနေ့က9နာရီအချိန်၌ဖျားနာပြောက်ပါသည်ဟုလျှောက်ကြ၏ထိုအချိန်ကတင်ဤသားသည်အသက်ချမ်းသာရပြီဟုယေရှုမိန့်တော်မူသောအချိန်ဖြစ်သည်ကိုအဘသိ၍ကိုယ်တိုင်မှစသောမိမိအိမ်တို့အိမ်သားအပေါင်းတို့သည်ယုံကြည်ခြင်းတို့ရောက်ကြ၏ဤနမိတ်လက္ခဏာတော်အကားယေရှုသည်ယူဒပြည်မှဂါလလဲပြည်သို့ကြွသည့်နောက်ပြုတော်မူသောဒုတိယနမိတ်လက္ခဏာဖြစ်သည်အာမင်အားလုံးကိုဖခင်ကောင်းချီးပေးပါစေ